Hello everyone ဒီ Water ဆိုတဲ့ application လေးကိုအသုံးပြုပြီးဒေါ်လာရရှာလို့ရနေဆိုတာကို brother တို့သိပြီးပြီလားမသိသေးဘူးဆိုရင်တော့ဒီ Play Store ထဲကိုသွားလိုက်ပါ Play Store ထဲကိုရောက်ပြီဆိုရင်တော့ဒါကြီးကျွန်တော်ပြထားတဲ့ Water ဆိုတဲ့ application လေးကိုအခုပဲ download လုပ်လိုက်ပေါ့နော် Okay download လုပ်ပြီးသားပြီဆိုရင်တော့ကျွန်တော်ရတာ permission တောင်းပေးရမှာပေါ့နော် permission ဖွင့်လို့တဲ့ဒီ auto step ကျွန်တော် square လေးဆွဲပြပေးတာနော် square ဆွဲပြပေးပါမယ်ဒီဟာလေးကိုပေါ့နော်ဒါ option တွေတော့ on ပေးရမှာပေါ့ on ပေးလိုက်ပါဒါပဲလားဆိုတော့ဒါပဲမဟုတ်သေးပါဘူးဒါတခြား permission ရှိပါသေးတယ်ဒါကျွန်တော် square တစ်ခါဆွဲပေးမယ်နော် square ဆွဲပေးမယ်နော် okay အဲ့ဒါလေးကိုနှိပ်လိုက်ပါနော်ဒီစိတ်ကလေးဖြစ်နေတာလေးကိုဒါဆိုတော့ကျွန်တော်ရဲ့အမှတ်ပြရမှာပေါ့နော်ဒါမှမဟုတ် always alone လေးကိုဖွင့်ပေးပါတော့တခုရှိစီလိုက်ပြီးပေါ့နော် okay ဒါပဲလားဆိုရင်မပြီးသေးပါဘူးဒီ other permission ဆိုတဲ့ဟာလေးကိုတစ်ပြီးနှိပ်လိုက်ပါ sorry ဒါကျွန်တော် square မဆွဲကြတာတော့ပြန်ဆွဲပြပေးပါမယ် square ဆွဲပေးမယ်အဲ့ဒါလေးပေါ့နော်ဒီ other permission လေးကိုနှိပ်လိုက်ပေါ့နှိပ်လိုက်ပြီဆိုရင်ဒါအောက်မှာထပ်ပြီးဖွင့်ပေးရမယ့်ဟာလေးရှိပါသေးတယ် always alone လေးဒါထပ်ဖွင့်ပေးလိုက်ပါတခုရှိစီတိုင်းကိုလိုက်ပြီးဖွင့်ပေးလိုက်ပေါ့နော်ဒါမျိုးအဆင်ပြေတယ်ဗျကျွန်တော်ဖွင့်ပြပေးမယ် always alone လေးကိုဖွင့်ပါလို့ဖွင့်စီတိုင်းကဲဒါလေးဖွင့်ပေးသွားပြီဆိုရင်တော့ okay ပါပြီ okay water ဆိုတဲ့ application လေးကိုဝင်လိုက်ပါတော့ဒါ Google နဲ့ share လို့ရမယ်ဒါ Facebook နဲ့ share လို့ရမယ်ကျွန်တော်ဒီ other login နဲ့လုပ်လို့ရပါတယ် TikTok နဲ့လည်း join လို့ရပါတယ်ဗျကျွန်တော်ကတော့ Gmail ရှိတဲ့အတွက် Gmail နဲ့လည်း join လုပ်ပါမယ် Gmail နဲ့ join လုပ်ပါမယ် join လို့ okay အဆင်ပြေသွားပြီဗျနော်တခြားတွေက code တွေနဲ့လည်းဝင်လို့ရတယ် code နဲ့ဝင်တာတက်ကွာအနေကားရ free ရတာပေါ့နော် code နဲ့ဝင်ပါတယ်ဒါကျွန်တော်အသုံးပြုလို့ရပါတယ်ပေါ့နော်ဒါ test